သူကမုံရီကိုဇွန်းများနဲ့ခတ်တောင်မခတ်ဘူးမုံရီအိုးတဲ့ကိုဇွန်းဟောဒီတိုင်းနှုတ်ပြီးတော့ခါသေးတာခါပြီးတော့ကျွတ်တို့ဒဲအိုးတဲ့ကိုဇွန်းနဲ့အစ်စ်ကလေးကိုပေါက်ထဲဘယ်လိုပေါက်ထဲတဲ့တကူပြင်းထန်တဲ့ရှင်မောက်ကလန်နဲ့တွေ့နေတော့မုံဆက်လေးလဲဒဲအိုးတဲ့ကြာတော့ရှဲဆိုနှခမ်းရှံထွက်သွားဟာအဲ့ဒါထေးကြော်ကြီးဘာလို့တော့ဟာမင်းလုံးမမဟုတ်ငါလုံးတော့လေကြီးတာပဲဟာဘေးကကြာဘာတော့အောင်မေးမလို့တော့ပါတောင်းတဲ့ထက်တောင်းတဲ့ထက်နဲ့သူလဲသေးသေးလှုပ်လို့မရဘူးပရိသတ်ကြီးမောင်းကအမေမောင်းကတောင်ဖြစ်မှာတော့မှာကျုပ်ကမှားသားရှိလွန်မှားတဲ့ဘုန်းကြီးဒီလိုနဲ့မောင်းတွေကတရောင်ပြေးလာဟေးတထေးကတော်ကြီးပါတဲ့မပေးပြန်မှလည်းမဟုတ်ဘူးခုတည်းထီလည်းငုတ်တုတ်ကြီးတင်မလင်ခွေရဲ့တိုင်းတထေးကတော်ကြီးအပေါ်ဆုံးမုံရှက်တစ်ချက်သာခွာပြီးလှူလိုက်တော့မုံရှက်တစ်ချက်ခွာလှူဆိုတော့လေတထေးကတော်ကြီးကအပေါ်ဆုံးမုံရှက်ဆွဲခွာလိုက်တော့တတောင်းလုံးကပ်ပါနှမျောတဲ့တထေးမျက်ဖြူဆိုင်ပြီးဇန်းကဲဖြစ်လာဟာဒါဘာလို့မလို့တော့မုံတစ်ချက်လူဆိုတတောင်းလုံးလူရသလားဟာတထေးကြီးဆွဲမရဘူးတော့သူ့ဘာသူကပ်ပါလာခဲနေပါပြီကွာမုံကလေးဆွဲတာမှဆွဲခွာလို့မရဘူးရဲ့လို့ဆွဲဟာဒူးနဲ့ညဆွဲတထေးကတော်ကြီးကဒူးနဲ့ညဆွဲတယ်မရဘူးတော့တဲ့ခက်တဲ့မိန်းမတွေပဲဒါကြောင့်အာမရှိတဲ့3000ဝမိန်းမသားဖြစ်တာပေးငါဆွဲပြမယ်ဆိုပြီးဒူးနဲ့ညှပ်ပြီးမုံရှက်ဆွဲတဲ့စီတွေနဲ့ဆိုတော့လွတ်ပြီးဗလတ်ထုနှာခေါင်းရိုက်ဒုက္ခပါပဲကွာငါဆွဲလို့မရမင်းဆွဲလို့မရဟေးတထေးကတော်ကြီးငါလည်းအကြွားကြီးပြီမယ်လို့ငါလည်းဆွဲခွာလို့မရဘူးဒီလိုလောက်ကြဆိုခြိဆင်းသားဟဲ့ဘာလို့မလို့တော့ခြိဆင်းပါဆိုဘာလို့လဲခြိဆင်းခြိတော်တစ်ချောင်းဘေးနဲ့ကားတထေးကြီးတော့မလို့အိုးဘေးနဲ့ကားပါဆိုမှခြိတော်နှစ်ချောင်းအကားခိုင်းပြီးတရားနာကိစ္စခြိတော်နှစ်ချောင်းအလေကောင်တောင်းကြီးချသူကလည်းခြိဆင်းထိုင်ပြီးတော့ခြိဘဝနှစ်ခုဒီလိုတဲပြီးတော့တရားနာကိစ္စရော့မင်းဒီဘက်ကဆွဲမင်းကတောင်းဘက်ကဆွဲမထေးကြီးကတရားနာကိစ္စကြီးမုံဘက်ကဆွဲတာဆွဲတာပဲတော့ဆွဲဟာကျေးဇူးဘေးကမြန်သူတို့စကားကြားသွားရင်တထေးကြီးဟိုအနာပေါ်တယ်အောင်းမေ့ပြီဘူးလားဆွဲတာပဲတော့နဲ့ဆွဲရင်တထေးကြီးကမုံဘက်ကကင်ထားတာဆိုတော့စီတွေနဲ့လွတ်ပြီးဘလတ်တိုင်းကိုကြားနဲ့ချားထေးကြီးမေ့သွား